နောက်တစ်ခုကကျတော့ noun 1 wa တဲ့နော် noun 2 ja arimasan တဲ့နော် noun 1 wa noun 2 ja arimasan အဲ့ဒါလေးကိုဘယ်လိုအတန်ထွက်လဲဆိုရင်ရှီလေးကိုတန်တင်တော့စန်းစီတို့ကဂျီရတေးသေးလေးနဲ့ဆိုတော့ ja arimasan ဂျာအာရီမဆန်အဲ့တော့ဘယ်လိုဖတ်မလဲဆိုရင် noun 1 wa noun 2 ja arimasan noun 1 wa noun 2 ja arimasan အဲ့တော့ ja ဆိုတဲ့နေရာလေးမှာစန်းစီတို့အောက်မှာခွင်းစားခွင်းမင်းနဲ့တမျိုးရေးပေးထားတယ်ဘာလေးလဲဆိုတော့ ja နဲ့အဓိပ္ပာယ်တူတူနောက်တစ်မျိုးဘယ်လိုလေးသုံးလို့ရလဲဆိုတော့ dewa လို့လည်းသုံးလို့ရတယ် dewa အဲ့တော့ ja နဲ့ dewa နဲ့တူတူပဲအဲ့တော့ ja arimasan လို့လည်းပြောလို့ရတယ် dewa arimasan လို့လည်းပြောလို့ရတယ်နော်ဒေဟာမဟုတ်ဘူးနော်ဒေဝနော်ဒေဝအာရီမာဆန်လို့လည်းပြောလို့ရတယ်အဲ့တော့တစ်ခေါက်တူတူလိုက်ဖတ်မယ် noun 1 wa noun 2 ja အာရီမာဆန် noun 1 wa noun 2 ja အာရီမဆန် noun 1 wa noun 2 ဒေဝအာရီမာဆန် noun 1 wa noun 2 ဒေဝအာရီမဆန်အဲ့တော့အဓိပ္ပာယ်က noun 1ဒီ noun 2မဟုတ်ပါဘူးဆိုတဲ့အငင်းဖြစ်တယ်အငင်းဝကြဖြစ်တယ်နော် noun 1ဒီ noun 2မဟုတ်ပါဘူးနော်အပေါ်ကဟာကျတော့ noun 1ဒီ noun 2ဖြစ်ပါတယ်ဒီဟာကျတော့ noun 1ဒီ noun 2မဟုတ်ပါဘူးဆိုတဲ့အငင်းဝကြမဟုတ်ပါဘူးရလားဟိုအဲ့ဆို rainbow သွားကြမယ် rainbow လေးမှာဗာရေးထားလဲဆိုစမ်းစီရဝါတာရှိဝါတဲ့နော်ရှေ့ရဆိုဘူးရှေ့ရလိုမျိုးပဲနော်ဝါတာရှိဝါကျွန်ုပ်ဒီကျောရှိလို့အတန်ထွက်မယ်ဘယ်လိုထွက်မလဲကျောရှိဂျာအာရီမာဆက်နော်ကျောရှိဂျာအာရီမာဆက်အဲ့တော့ကျွန်ုပ်ဒီတဲ့ကျောရှိဆိုတာဘာလဲဆိုဆရာမကိုပြောတာဆရာမမဟုတ်ပါဘူးတဲ့နော်ဆရာမမဟုတ်ပါဘူးတဲ့နော်ကျောရှိဟုတ်ပါဘူးအဲ့တော့ဆန်းစေးလဲဆရာမပဲကျောရှိလဲဆရာမပဲဒါပေမဲ့ဆန်းစေးတဲ့ကျောရှိကကြတော့နည်းနည်းပို့ပြီးတော့ဘယ်လိုလဲပို့ပြီးတော့အတုံးဘယ်လိုမြင့်နေပေါ့နော်အတုံးလုံးပို့မြင့်နေတယ်မှာပါတယ်အဲ့တော့ကျောရှိကိုလည်းဆရာမပဲမှတ်ထားအဲ့တော့ဝါတာရှိဝါကျောရှိဂျာအာရီမာဆန်ထပ်ပါအောင်ကျောရှိ私はクラシじゃありません。教師じゃありません。はい、နောက်တစ်ကြောင်းသွားမယ်နော်။私はတဲ့နော်။会社員လို့ထွက်မယ်။ဘယ်လိုထွက်မလဲ။会社員。会社員。会社員。ခါရီမုံနော်။会社員。会社員ဆိုတာတမီနော်။ကုမ္ပဏီဝန်ထမ်းကိုပြောတာနော်။ကုမ္ပဏီဝန်ထမ်းကျွန်ုပ်တည်တဲ့ကုမ္ပဏီဝန်ထမ်းနော်ကုမ္ပဏီဝန်ထမ်းဒဲဝါအာရီမာဆက်ဆိုတော့ဗာလဲမဟုတ်ပါဘူးအဲ့တော့ကျွန်ုပ်ဒီကုမ္ပဏီဝန်ထမ်းမဟုတ်ပါဘူးဆိုတဲ့အငင်းဝကြဖြစ်တယ်နော်ရမလား